တခါမိန်ခွန်းရဲ့အထီးကအာယုံဆိုင်မှုဟာတောချက်မှု6ရက်နဲ့မှတ်ဉဏ်ချိတ် memory hooks ဒီပေါ်မှာဖြစ်ပါတယ်အလူရလွယ်ပြီးအားလုံးရဲ့စိတ်ထဲမှာဆွဲမြဲနေအောင်စူးစမ်းသွားပါမယ်မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အားလုံးဟာကိုယ့်ဘဝအတွက်ကိုယ့်အနာဂတ်အတွက်အရေးကြီးဆုံးလက်နက်ကိုရှာဖွေသွားကြမှာပါအဲ့ဒါကဘာလဲဆိုတော့အတန်အလေးအကျင့်ရဲ့စွမ်းအားပါပြီးခဲ့တဲ့မိန်ခွန်းမှာတုန်းကကျွန်တော်တို့ပြောခဲ့တယ်ကြီးမားတဲ့ပန်းတိုင်တွေလိုက်နေမဲ့အစားသေးငယ်တဲ့စနစ်တွေကိုတိဆော့ဖို့လိုအပ်တယ်ဆိုတာဒီနေ့ကျတော့အဲ့ဒီစနစ်တွေကိုလက်တွေ့ဘယ်လိုတိဆော့မလဲဆိုတဲ့လျှို့ဝှက်ချက်တောချက်မှု6ရက်ကိုရှင်းပြသွားမယ်ဒီ6ချက်ကိုမှတ်မိနေဖို့အတွက်ကျွန်တော်တို့မှတ်ဉာဏ်ချိတ်လဲတွေနဲ့တွဲပေးထားတယ်ဒီချိတ်လဲတွေကတင့်အုံနောက်ထဲကိုဒုံးဖြန့်လို့ထိုးဖောက်ဝင်ရောက်သွားပါလိမ့်မယ် root note အတန်ပြောင်းလဲမှု၏အမြင့်အတန်အလိအကျင့်နဲ့အဓိကအယူဆကဘာလဲအသေးကြီးတဲ့အတန်အလိအကျင့်လေးကနေစုပေါင်းတိုးပွားလာတဲ့ကိုယ်ပိုင်လက္ခဏာကိုအခြေခံတဲ့ပြောင်းလဲစနစ်ဒီစကားစုကတော့ချက်3ချက်ကိုထုတ်ပေးတယ်အတန်သေးငယ်တော့စုပေါင်းတိုးပွားခြင်း compounding ကိုယ်ပိုင်လက္ခဏာ identity ဒါဆိုစလိုက်အောင်ပထမတော့ချက်မူတစ်ချက်စုပေါင်းတိုးပွားခြင်းဤစွမ်းအား compounding ရဲ့စွမ်းအားကျွန်တော်တို့ဟာကြီးမားတဲ့အစကိုမြင်ကျင်ကြတယ်ဒါပေမဲ့တကယ့်ထူးခြားမှုကအဆုံးမှာပေါ်လာတာတော့ချက်မူအသေးစား1.1စနစ်ဦးစားပေးစိတ်ထက်လှုပ်ဆောင်ချက်ရလက်ထက်လုပ်ငန်းစဉ်စနစ်ကိုအာယုံစိုက်ပါတတိထားရမှာကတင့်စနစ်အဆင့်ကိုတင်ကြဆင်းသွားမှာပါပန်းနိုင်ရောက်ဖို့အာယုံစိုက်တာထက်နေ့စဉ်လုပ်ရမယ့်အလုပ်ကိုအာယုံစိုက်ပါတောချက်မူအသေးစား1.2နေ့စဉ်တရားကိုင်နှုန်းပိုကောင်းအောင်လုပ်ပါရလက်ကတနှစ်ကြာရင်39ရာခိုင်နှုန်းပိုကောင်းလာမယ်ဒါကတင်ချပါပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့အားလုံးဟာကိုယ့်ဘဝတိုးတက်ဖို့ပိုကောင်းလာဖို့မရမနာစ조사နေကြသူနေပါပဲဒါပေမဲ့ဒီလိုစ조사ရင်းနဲ့လူအများစုဟာတောင်ကြီးစိတ်ထက်ရဲ့တားကောင်ဖြစ်တတ်ကြတယ်ဘာကိုဆိုလိုတယ်လဲဆိုတော့ရလန့်ကြီးတွေရဖို့အတွက်လှုပ်ဆောင်ချက်ကြီးတွေလူတယ်လို့ယုံကြည်နေကြတာပါကိုအလေးချိန်ပေါင်ရက်ဆက်ရှော့မယ်စာအုပ်ကြီးတအုပ်ရေးမယ်အဲ့လိုအမြင့်ကြီးမားတဲ့ပန်းတိုင်တွေကိုချမှတ်ကြတယ်ဒါပေမဲ့ဘာဖြစ်လဲစိတ်အားထက်သန်မှုအရှင်ဝါကွန်သွားတဲ့အခါကျွန်တော်တို့ကြဆုံးသွားရောဒါဆိုမေးစရာရှိတယ်ရှေ့ဆက်သွားဖို့အကောင်းဆုံးလမ်းကြောင်းကဟာကျူလီလိုအားထုတ်မှုကိုရပ်တန့်ပြီးသေးငယ်တဲ့အရာတွေရဲ့စွမ်းအားကိုလက်ခံဖို့ပဲဆိုရင်ကောဒီအဖြေကို James Clear ရဲ့ Atomic Habits ဆိုတဲ့စာအုပ်ကထုတ်ဖော်ပြခဲ့တာပါသူ့ရဲ့စနစ်ကရိုးရှင်းပါတယ်ဒါပေမဲ့အင်မတန်နဲ့နေတယ်နေ့စဉ်သေးငယ်တဲ့တိုးတက်မှုလေးတွေကနေစုပေါင်းတိုးပွားပြီးထူးခြားတဲ့ရေရှည်အောင်မြင်မှုကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုဒီနေ့ကျွန်တော်ရှင်းပြပေးသွားမှာပါအပိုင်း1အခြေခံအတွေးခေါ်သေးငယ်သောအကျိုးကျေးဇူးတွေရဲ့စုပေါင်းတိုးပွားခြင်းစွမ်းအားဒီစနစ်တစ်ခုလုံးရဲ့အသေးနှလုံးကစုပေါင်းတိုးပွားခြင်းဆိုတဲ့အမှန်တရားပေါ်မှာပဲအခြေခံနေပါတယ်ကျွန်တော်တို့အားလုံးဟာကိုယ့်ဘဝတိုးတက်ဖို့ပိုကောင်းလာဖို့မရက်မနာစ조사နေကြသူတွေပါပဲဒါပေမဲ့ဒီလိုစ조사ရင်းနဲ့လူအများစုဟာတောင်ကြီးစိတ်တက်ရဲ့တားကောင်ထိတတ်ကြတယ်ဘာကိုဆိုလိုတာလဲဆိုတော့ရလန့်ကြီးတွေရဖို့အတွက်လှုပ်ဆောင်ရက်ကြီးတွေလိုတယ်လို့ယုံကြည်နေကြတာပါကိုအလေးချိန်ပေါင်20ရှော့မယ်စာအုပ်ကြီးတအုပ်ရေးမယ်အဲ့လိုအမြင့်ကြီးမားတဲ့ပန်းတိုင်တွေကိုချမှတ်ကြတယ်ဒါပေမဲ့ဘာဖြစ်လဲစိတ်အားထက်သန်မှုအရှိန်အဝါကွန်သွားတဲ့အခါကျွန်တော်တို့ကြဆုံးသွားရောဒါဆိုမေးစရာရှိတယ်ရှေ့ဆက်သွားဖို့အကောင်းဆုံးလမ်းကြောင်းကဟာကျူလီလိုအားထုတ်မှုကိုရပ်တန့်ပြီးသေးငယ်တဲ့အရာတွေရဲ့စွမ်းအားကိုလက်ခံဖို့ပဲဆိုရင်ကောဒီအဖြေကို James Clear ရဲ့ Atomic Habits ဆိုတဲ့စာအုပ်ကထုတ်ဖော်ပြခဲ့တာပါသူ့ရဲ့စနစ်ကရိုးရှင်းပါတယ်ဒါပေမဲ့အင်မတန်နဲ့နေတယ်
နေ့စဉ်တင်းငယ်တဲ့တိုးတက်မှုလေးတွေကနေစုပေါင်းတိုးပွားပြီးထူးခြားတဲ့ရေရှည်အောင်မြင်မှုကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုဒီနေ့ကျွန်တော်ရှင်းပြပေးသွားမှာပါအပိုင်း1အခြေခံအတွေးခေါ်တင်းငယ်သောအကျိုးကျေးဇူးတွေရဲ့စုပေါင်းတိုးပွားခြင်းစွမ်းဟာဒီစနစ်တစ်ခုလုံးရဲ့အသဲနှလုံးကစုပေါင်းတိုးပွားခြင်းဆိုတဲ့အမှန်တရားပေါ်မှာပဲအခြေခံနေပါတယ်ကျွန်တော်တို့အားလုံးဟာတခါတည်းတစ်ခုတည်းအတိအရရှိတဲ့အခိုက်အတန်းကိုလွန်လွန်ကျွံကျွံအရေးထားတတ်ကြတယ်နေ့စဉ်တင်းငယ်တဲ့တိုးတက်မှုရဲ့တန်ဖိုးကိုကြတော့ short တွက်တတ်ကြတယ်အထမ်အလေးအကျင့်ဆိုတာပါလေဒါကကြီးမားတဲ့ဇနီးရဲ့တင်းငယ်ဆုံးအစိတ်ပိုင်းလေးပါဒါပေမဲ့တင်းငယ်ပေမဲ့အင်အားကြီးတယ်တင်းချာကိုတစ်ချက်ကြည့်အောင်ဗျာအကယ်၍တင်းဟာတစ်နှစ်ပတ်လုံးနေ့တိုင်း100%ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုရင်တစ်နှစ်အကုန်မှာမူလထက်38ဆနီးပါးပိုကောင်းလာမယ်38ဆဒါကိုပဲနေ့တိုင်း100%ပိုဆိုးအောင်လုပ်ကြည့်ပါ3ညနီးပါးကိုရောက်သွားပါလိမ့်မယ်ဒါကြောင့်မလို့အောင်မြင်ဆုံးဟာတခုတည်းတောင်းလန့်ပြောင်းလဲမှုမဟုတ်ဘူးအောင်မြင်ဆုံးဟာနေ့စဉ်အလေးချင်းတွေရဲ့ရလဒ်တတ်ပါပန်းတိုင်ထက်စနစ်ကိုဦးစားပေးခြင်းပြောင်းလဲခြင်းပြီးဆိုတာနဲ့ကျွန်တော်တို့ချက်ချင်းလုပ်မိတာကရလဒ်ကိုအခြေခံတဲ့ပန်းတိုင်တွေချမှတ်တာပဲကိုအလေးချင်းပေါင်းနေစေ short ခြင်းနဲ့ယာရူတိုးခြင်းနဲ့ဒါပေမဲ့စဉ်းစားကြည့်ပါအောင်မြင်စော်ရောမအောင်မြင်စော်ရောပန်းတိုင်ချင်းတူနေတတ်တယ်ဒါဆိုဘာကကွာခြားသွားတယ်လဲရေရှည်တည်တတ်တဲ့အောင်မြင်မှုရဲ့အရင်းမြစ်ကပန်းတိုင်မှာမရှိဘူးပန်းတိုင်ကိုပန့်ဖိုးပေးနေတဲ့စနစ်မှာသာရှိနေပါတယ် James Clear ပြောခဲ့တဲ့စကားကအယမ်းမှန်တယ်တင်းပန်းတိုင်ရဲ့အဆင့်ကိုတင်းမတက်လန်းနိုင်ဘူးဒါပေမဲ့တင်းစနစ်တို့ရဲ့အဆင့်ကိုတော့တင်းကျဆုံးသွားလိမ့်မယ်စနစ်ကိုဦးစားပေးတဲ့စိတ်နဲ့သဘောပြဆိုတာစုဖလားကိုမကြည့်ပဲလက်တွေ့ကျင့်သုံးမှုကိုအာရုံစိုက်ခြင်းကိုပြောတာပါပန်းတိုင်တစ်ခုမရောက်တဲ့တေးတဲ့မှာလုပ်ငန်းစဉ်မှာလွယ်ပတ်နေတဲ့တင်ချေနဲ့လာတတ်မယ်တိုးတက်မှုလုပ်ငန်းစဉ်ကိုတင်ချစ်မြတ်သွားရင်စနစ်ကိုယ်တိုင်ကပဲတင်းတဲ့ Swan Engine ဖြစ်သွားတော့မှာပါလက်တွေ့အသုံးပြုနည်းစနစ်သိစိုက်ဥပမာကျောင်းသားတယောက်အေရချင်းတယ်ဒါပန်းတိုင်သူအေရဘလို့စိတ်ပူနေမထမ်းစနစ်တစ်ခုကိုဖန်တီးလိုက်တယ်ငါည9နာရီမှာနေ့တိုင်းစာ30မိနစ်ကြည့်မယ်ဒီကျောင်းသားရဲ့အောင်မြင်မှုကိုအနာဂတ်အဆင့်နဲ့မတိုင်းတာတော့ဘူးည9နာရီလုပ်ငန်းစဉ်ကိုစွဲမြဲစွာလှုပ်ဆောင်ခြင်းနဲ့တိုင်းတာလိုက်တယ်လှုပ်ဆောင်ရအကြံပြုတဲ့မှာပန်းတိုင်ရှိတယ်ဆိုရင်အဲ့ဒီပန်းတိုင်ကိုအခြေခံပေးမဲ့တင်းငယ်တဲ့နေ့စဉ်အတမ်အလေးအကျင့်ကိုသတ်မှတ်လိုက်ပါငွေစုကျင်တယ်ပန်းတိုင်လာကေထုတ်တိုင်းဒေါ်လာ9ဖက်ကိုအော်လိုလျောက်လွှဲလိုက်မယ်ဆိုတော့စညစ်ပေါ့ဗျာလိုက်နာဖို့အလိုအပိုင်းနှစ်ပြောင်းလဲမှု၏အနက်ရှိုင်းဆုံးအလွှာကိုယ်ပိုင်လက္ခဏာအလျက်ချင်းနေရေရှည်တည်တံ့ဖို့ဆိုရင်ပြောင်းလဲမှုဟာအနက်ရှိုင်းဆုံးအဆင့်မှာအမြင့်တွယ်ရမယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ်ပိုင်လက္ခဏာ identity ပါပဲလူအများစုကမှားတဲ့အလွှာကိုအာယုံစိုက်တယ်ယာယီပဲတင်ဆင်နိုင်ကြတယ်အပြုအမူပြောင်းလဲခြင်းရဲ့အလွှာ၃ထက်တစ်ရလတ်မှာတင်ရရှိတာကိုပြောင်းလဲခြင်းဥပမာကိုအလေးချင်းလျှော့ချခြင်းညစ်လုပ်ငန်းစဉ်တင်လူဆောင်တာကိုပြောင်းလဲခြင်းဥပမာအစားအသောက်အစီအစဉ်အတစ်လိုက်နာခြင်း၃ကိုယ်ပိုင်လက္ခဏာတင်ယုံကြည်တာကိုပြောင်းလဲခြင်းဥပမာငါဟာကျမကြီးလိုက်စားသူတယောက်ပါလို့ယုံကြည်ခြင်းကိုယ်ပိုင်လက္ခဏာကိုအခြေခံတော့အလေးအကျင့်တွေတိဆောက်ထိုးပါပဲတင်းငယ်အာယုံစိုက်ကရလက်ငါစာအုပ်ရေးခြင်းတဲ့ကနေတင်ဖြစ်လာခြင်းတဲ့ပုံကိုငါစာရေးစရာတယောက်ဖြစ်သည်ဆိုရာကိုပြောင်းလိုက်အဲ့ဒီအခါတင်းရဲ့အပုမူတွေဟာတင်းကိုယ်ပိုင်လက္ခဏာရဲ့ရောင်ပြန်ဟက်မှုဖြစ်လာတယ်ငါကဒါမျိုးလုပ်တဲ့လူပဲဆိုတဲ့ယုံကြည်ချက်ကတင်းကိုစေတော်တီးတယ်အရေးကြီးဆုံးစကားကိုမှတ်ထားပါတင်လှုပ်ဆောင်တဲ့လှုပ်ဆောင်ရက်တိုင်းဟာတင်ဖြစ်လာလို့ရဲ့ပုံကိုအမျိုးအစားအတွက်စန္ဒမဲ့တမဲပါပဲလေ့ကျင့်ကန်တီးတော့ငါအားကစားသမားတယောက်ပဲဆိုတဲ့စန္ဒမဲ့တမဲပေးလိုက်တယ်9မိနစ်တရားထိုင်တယ်ငါစိတ်တည်ငြိမ်သူတယောက်ပဲဆိုတဲ့စန္ဒမဲတမဲပေးလိုက်တယ်ဒီစန္ဒမဲဒီစုပုံလာတာနဲ့အမျှတင်းရဲ့ကိုယ်ပိုင်လက္ခဏာအသစ်ဟာခိုင်မာလာပြီးအခက်တွေအလိုလိုပျောက်သွားပါတော့တယ်လက်တွေ့အသုံးပြနည်းကိုယ်ပိုင်လက္ခဏာကိုရှေးဦးထားခြင်းဥပမာငါဂျင်တွားရမယ်လူပြောင်းမဲ့အစားကိုယ်တိုင်မိလိုက်ပါကိုလက်ကျန်ခိုင်သူတယောက်ဟာအခုဘာလို့မလဲလှုပ်ဆောင်ရအကြံပြုခြင်းဒီစကားကို
ဖြည့်ဆွတ်ပါကျွန်ုပ်ဒီဘာဖြစ်သည်ပုဂ္ဂိုလ်မျိုးဖြစ်ချင်သည်ပြီးရင်အဲ့ဒီလူမျိုးလုံးမဲ့အခြေခံဆုံးအလေးချင်းတစ်ခုတည်းကိုရွေးပြီးချက်ချင်းစလုပ်ပါအပိုင်း3အလေးချင်းလဲပတ်မှုနေပြောင်းလဲခြင်းဆိုင်ရာနိယမကြီး၄ချက်အလေးချင်းဆိုတာအလိုလိုဖြစ်လာတဲ့အထိထက်ခါလူဆောင်ခဲ့တဲ့အပြုတ်မှုတစ်ခုပါအုံနောက်ကစွန့်ရင်ချိုးရမ်းခြင်းလို့အလိုလိုထစ်စေတာပါအလေးချင်းတိုင်းမှာအဆင့်၄ခုရှိလေကအချက်ပြခြင်း Q 2တောင်းတခြင်း craving 3တုံ့ပြန်ခြင်း response 4ဆုလာပြ reward ဒီလေးချင်းကိုစနစ်ကြဖြောင်းလန်းခြင်းကပဲအကျိုးအမှုပြောင်းလဲခြင်းရဲ့နိယမကြီး၄ချက်ထစ်လာတော့ပါပဲနိယမ1ထင်ရှားပေါ်လွင်အောင်လုပ်ပါအချက်ပြခြင်းရည်ရွယ်ချက်ကောင်းတဲ့အလေးချင်းရဲ့အချက်ပြတွေကိုလုံးဝမလွဲနိုင်အောင်လုပ်ပါကောင်းတဲ့အလေးချင်းဖန်တီးဖို့မကောင်းတဲ့အလေးချင်းဖြတ်စည်းဖို့ထင်ရှားပေါ်လွင်အောင်လုပ်ပါမမြင်အောင်လုပ်ပါလက်တွေ့အသုံးပြနည်းထင်ရှားပေါ်လွင်အောင်လုပ်ပါအလေးချင်းစင်ပြခြင်း habit stacking တင်အခုလုပ်နေတဲ့အလေးချင်းတစ်ခုကိုသုံးပါကျွန်ုပ်သွားတိုက်ပြီးနောက်ချက်ချင်းဗီတာမင်များကိုတောက်မီ တင်းပတ်ဝန်းကျင်ကိုဒီဇိုင်းဆွဲပါဂျန်ဖနတ်ကိုတကားနာမှာထားပါစာဖတ်ခြင်းနဲ့စာအုပ်ကိုခေါင်းအုံးပေါ်တင်ထားပါမြင်တိုင်းလှုပ်ဖို့ပိုလွဲမယ်လက်တွေ့အသုံးချနည်းမမြင်ရအောင်လှုပ်ပါမျက်ကွယ်ပြူးထားပါမကောင်းတဲ့အလေးအကျင့်ကိုဖြစ်စေတဲ့အချက်ပြတွေကိုဖယ်ရှားပါကျမ်းမာရေးလိုက်စားခြင်းရင်တရေစားတွေကိုကောင်တာပေါ်မှာမထားပါနဲ့ဒါမှမဟုတ်ဝဲကူမဝဲပါနဲ့နီးမှာနှစ်ဆွဲဆောင်မှုရှိအောင်လုပ်ပါတောင်းတမှုရွေချက်အပြုတ်မှုကိုတင့်မျော်လင်းတောင်းတတဲ့အရာတစ်ခုဖြစ်လာစေပါကောင်းတဲ့အလေးအကျင့်ဖန်တီးရန်မကောင်းတဲ့အလေးအကျင့်ဖြတ်စည်းရန်အလေးအကျင့်တွေကဒိုပါမင်စနစ်ကလဲပတ်နေပါတယ်တင်ကိုလှောက်ရှားစေတာကဆူလာဘတ်ကိုမျော်လင့်ခြင်းမှာလက်တွေ့အသုံးချနည်းဆွဲဆောင်မှုရှိအောင်လုပ်ပါသွေးဆောင်မှုစူးစီးမှုလှုပ်ချင်တဲ့အရာကိုလှုပ်ရမယ့်အရာနဲ့တွဲလိုက်ပါဥပမာအကြိုက်ဆုံးရှိုးကိုကြည့်ချင်တယ်ဒါပေမဲ့အဝတ်ခောက်ရမယ်ဆိုရင်အဝတ်ခောက်နေတော့မှပဲရှိုးကြည့်ခွင့်ပေးမယ်မန်ကန်နဲ့ယဉ်ကျေးမှုနဲ့ပူးပေါင်းပါတင်ပိုကောင်းအောင်လှုပ်ချင်တဲ့အပြုအမူကိုပုံမှန်လုပ်နေတဲ့လူတွေနဲ့ပေါင်းပါ simple rule တင်ရဲ့အလေးအကျင့်တွေဟာအဖွဲ့ရဲ့စံနှုန်းစီကိုရောက်သွားပါလိမ့်မယ်နိယမ3လွဲကူအောင်လုပ်ပါတုံ့ပြန်မှုရွေချက်အလေးအကျင့်ကိုစတင်ဖို့လိုအပ်တဲ့ကြိုးစားပန်းအားကို short ချပါကောင်းတဲ့အလေးအကျင့်ဖန်တီးရန်မကောင်းတဲ့အလေးအကျင့်ဖြတ်စည်းရန်လူအပြုမူဟာအလုပ်အ ਨੇ ဆုံးလိုအပ်တဲ့ဘက်ကိုတွားတာတဘာဝပါလက်တွေ့အထုံးချနည်းလွဲကူအောင်လုပ်ပါအခက်အခဲကို short ချပါ reduce friction စလုပ်ဖို့ကြားထဲမှာရှိတဲ့အဆင့်တွေကို short ချပါဥပမာဂီတာလေးကျင့်ခြင်းရန်ဗီဒီယိုထဲမှာအိတ်ထဲမှာထည့်ထားပါနဲ့အဲ့တန်ခွဲမှာထုတ်ထားပါ2 minute စီမင်း the 2 minute rule အလေးအချင်းအသက်ကို2မိနစ်ထက်မနည်းတဲ့အချိန်တွင်းမှာစလုပ်ပါဒီစီမင်းကအလုပ်အ ਨੇ ဆုံးလုပ်ဖို့မဟုတ်ဘူးရောက်ရှိလာတဲ့အလေးအချင်းကိုကျွမ်းကျင်အောင်လုပ်ဖို့ပါမိနစ်30ပြေးပါပြေးဖနက်ကိုစီးမှာတလုံးလွယ်ရင်မလုံးလို့မရတော့ဘူးလက်တွေ့အသုံးချနည်းအခက်ခဲကိုတိုးမြင့်ပါအခက်ခဲကိုတိုးမြင့်ရန်မကောင်းတဲ့အလေးအချင်းမှာအဆင့်တွေထပ်ထည့်ပါဥပမာဂိမ်းကစားပြီးတိုင်းကွန်ဆိုလ်ကိုပလက်ထုတ်ပြီးထိန်းခုတ်တကရိယာကိုတီးတန်းအခန်းတစ်ခုမှာတွားထားပါနိယမ၄စိတ်ကျဉ်နှံ့အောင်လုပ်ပါဆုလာဘက်ရည်ရွယ်ချက်အလေးအကျင့်ကချက်ချင်းဆုလာဘက်ခံစားရစေဖို့တေးကြပါအပြုတ်မှုပြောင်းလဲခြင်းရဲ့တေးစီးမြန်းကတော့ချက်ချင်းဆုလာဘက်ခံစားရတဲ့အရာကိုထက်ခါလှုပ်ဆောင်မယ်ချက်ချင်းအပြစ်ပေးခံရတဲ့အရာကိုရှောင်ကြည့်မယ်လက်တွေအသုံးချနည်းစိတ်ကျဉ်နှံ့အောင်လုပ်ပါ